အားလုံးပဲမင်္ဂလာပါ KM Football Tips ကကြိုဆိုပါရစေဒီနေ့ညအီတလီစီးရီးရဲ့ပွဲစဉ်ဖြစ်တဲ့ AS Roma နဲ့လက်ချီတို့ရဲ့ပွဲစဉ်ကိုအမြန်ဆုံးတုံ့တက်ပေးသွားပါမယ်ရိုမာကတော့ဒိုင်ဘာလာနဲ့ဒိုဘစ်အပါအဝင်အဓိကကစားသမား9ဦးထပ်မံနဲ့ဒဏ်ရာကြောင့်လွဲချော်မှာဖြစ်လို့တိုက်စစ်ပိုင်းမှာအခက်တွေ့နိုင်ပါတယ်ဒါပေမဲ့အင်ကွဲနောက်ဆုံး14ပွဲမှာ9ပွဲအထိနိုင်ထားတဲ့မဒန်ကောင်းရှိသလိုဒိုနီယိုမေလန်ကိုပဲအားကိုးရမှာပါတစ်ဖက်ကလက်ရှိကတော့တန်းစိမ့်ဆောင်နဲ့မဝေးလာကြအောင်အဝေးကွင်းမှာအမှတ်ရဖို့အသေးအတန်ကြိုးစားလာမှာဖြစ်ပြီးရိုမာနဲ့တွေ့တိုင်း9ရလေးရှိတဲ့အစင်အလာရှိပါတယ်ဒေတာဒီအရငကိုးစုံမှာရှုံးဖို့ခုမစ်ဆပ်900ခိုင်နှုန်းထိရှိနေတာကြောင့်ဒီပွဲဟာအနည်းဆုံး3ဂိုးနဲ့အထက်ထွက်ပေါ်လာဖို့အလွန်သေးချနေပါတယ်ကျွန်တော်ရဲ့ရလက်ခံမှန်းချက်ကတော့1-1နဲ့ရိုမာကတ်နိုင်တော့မှုရှိပါတယ်အပိုင်လိုက်ချင်သူတွေအတွက် total goals over 2.5 နဲ့ BTTS yes ကအသေးချဆုံးပါပဲရိုမာတို့ဒန်နီယာပြဿနာတွေကိုကြော်ဖြတ်ပြီးနိုင်ပွဲပြန်ရှာနိုင်မလားတင်အမင်ကို comment မှာရေးပေးခဲ့ပါဦးဒီလိုအပိုင် tips တွေအတွက် KOM ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပြီးတဲ့ပွဲတွေနဲ့အားလုံးအဆင်ပြေကြပါစေ